ရုပ်တယ် passport မယူလာဘူးကိုကြီးဟဲ့လားလမ်းကြမှာဟုတ်တယ်Airport Fashion ဝယ်သွားမယ်ဟိုဒီအနွေးတွေကအမွားရေထွက်နေလို့ဒီအားနဲ့လိုက်တောက်နေရပါတယ်ဟို flight ပေါ်မှာတက်ခင်အထိဒုက္ခပေးသွားဘာလို့ပါလဲ passport မယူလာဘူးကိုကြီးဟဲ့လားလမ်းကြမှာဟုတ်တယ်ကိုကြီးဟုတ်တယ်ဒီတိုင်းပြောဝင်လာလဲရမှာထင်ပါလေ passport ကလက်ဖေးပိုးပေးလာကိုကြီးတို့မှတော့နောက်တယ်passport မပါလိုက်ပွဲလူအရင်တော့လိုက်ပွဲလူတွေရောက်နေပြီသွားမဲ့လူကမရောက်သေးဘူးရုပ်တယ်ရုပ်တွေအကုန်လုံးကိုတည်သွားသေးတာ passport ချန်ခဲ့တဲ့ကောင်မလေး passport ချန်ငိုတော့မှတင်နေငိုပြီတူဘလော်ထဲမှာငိုနေရင်ရုပ်ဆိုးဆိုးဖြစ်နေမှာညတောင်တွေ့ကြကုန်တယ်ကိုလာလည်းမွေးချပါရင်ငါကိုလာကြည့်ရပြီတော့မေပဲ hand carry အချင်းလေးပါဒါကမေပဲပထမဆုံး night flight စီးဖို့ဖြစ်တဲ့အတွက်အစကတော့နည်းနည်းကြောက်နေတာပေါ့နော်ဒါမဲ့လေထဲမှာမီးမမိန်လေးနဲ့အမှောက်ချထားတဲ့ flight ကလုံးဝ day flight နဲ့ရှင်လို့မရဘူးအားကြောင့်တချို့လူတွေပါလို့ night flight စီးရတာကြိုက်တယ်ဆိုတာသိပါရင်ဒီမှာ3နာရီလောက်စောက်ပြီးတော့နောက်ထပ်ဒူဘိုင်းကိုပြန်သွားမှာပါအခုလောဆယ်ကတော့ exchange လုပ်မဲ့နေရာကိုသွားနေရကောင်းတာမိသေးလားတော့မသိဘူး wish me luck မိပဲတဲလာရဲ့ဒေါ်လာကိုစတာလင်ပေါင်ပြောင်းမယ် super rich exchange ကောင်းတာက immigration ဖြတ်ပြီးတော့မှရောက်မယ်ဆိုလို့ UK ကျမှပဲလဲတော့မယ်ဆိုပြီးတော့ body pass ထုတ်ရမယ် Emirates ကောင်းတာကိုပဲသွားခဲ့လိုက်တယ်မေဘကဒါ transit net flight ကိုပထမဆုံးစီးဖို့ဖြစ်တဲ့အတွက်အစားတော့ gate ရှာတွေ့ပါမလားဆိုပြီးတော့စိတ်ပူခဲ့တာဒါမဲ့ကိုသွားမဲ့ခိတ်ကိုတေချာတီးပြီးဆိုတာနဲ့လမ်းညွန်ဆိုင်ပုတ်လေးတွေကြည့်ပြီးသွားရုံနဲ့အရင်မခတ်ဘူးဘန်ကောက်ကနေဒူဘိုင်းကို6နာရီစီးရမှာဖြစ်တဲ့အတွက်မေဘေကတော့လေယာဉ်ပေါ်မတက်ခင်မှာပဲ4နာရီမိတ်ကပ်တွေကိုဖြတ်ပြီးတော့သွားတိုက်မျက်နှာတေးတစ်ခါလေးလုပ်သွားလိုက်တယ်
ပြီးပါတဲ့လေရင်ကိုဒါပထမဆုံးစီးပွားဆိုတော့ရုပ်ရှင်ကဘာကြည့်လို့ကြည့်ရမှမသိဘူး။မြောင်းသိရတယ်လို့ပဲ။ Like ကထားတဲ့သူတို့ကြွေးထားတဲ့မုတ်တွေလည်းစားပြီးွားရေးဆိုတော့ Crazy Evan နားထောင်ပြီးတော့တေးသမောအိတ်လိုက်ပါအောင်ရှင်ဖြစ်တဲ့ကျဥပေါင်းရဲ့ sausage ကအရွက်ကြော်ရည်ဟာစားလို့တော့ကောင်းပေမဲ့အရင်အကောင်းရောမဟုတ်ပါမောက်ကစားကောင်းမကောင်းတော့ရုပ်ကိုယ်တာကြည့်လိုက်တော့ပါမောက်သားကကြမ်းပြီးတော့မတောင်းနေရပဲစားခဲ့တဲ့ညထဲမှာဒီအသေးတစ်ခုပဲအဆင်ပြေflight ပေါ်မှာကမေဘက်ပေးမှလူပါအတွက်စားတာကိုတော့ဗီဒီယိုမြိုက်ဖြစ်ခဲ့ဦး Beef for chicken မှာမေဘက်က beef ရွေးခဲ့ပါတယ် flight တစ်လျှောက်လုံးစားခဲ့တဲ့ဟာတွေထဲမှာဒီဟာကအဆင်ပြေဆုံးပဲလို့ပြောရမယ်မေဘက်ခန့်က6လွာမှာကို elevator က3လွာထိပဲရလို့နောက်ထပ်3လွာကိုဒီထုတ်ပြီးအများကြီးတယောက်တည်းတည်ပြီးတော့သွားရပါတယ်။အရောက်ချင်းပဲစိတ်ညစ်လို့အိမ်နောက်ပြန်ကျင်သွားတယ်။ဒါပေမဲ့ခန်းထဲကနေမြင်ရတဲ့ view ကတော့တော်တော်လှတယ်။
မေဘဲ Manchester မှာကျောင်းတက်မဲ့တစ်လျှောက်လို့ဗီဒီယိုလေးတင်ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မေဘဲ channel လေးကို like and subscribe လုပ်ပေးတာပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ် bye bye